အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျတော့လီလီကရွာလေးပြရကိုရထားပါလိမ့်ရှင်ရွာလေးတက်ကြမယ်နော်ဒီမှာကျတော့တူကြောက်လေးတွေလန့်ထားတာပေါ့နော်ပြီးတော့လို့ရှိရင်ဒီမှာကျအိမ်လေးပေါ့နော်အိမ်ကလို့ရှိရင်အခန်းလေးနဲ့မျိုးဟင်းချက်တဲ့နေရာလေးနဲ့ဟင်းချက်တဲ့နေရာလေးနဲ့ဒီမှာနင်းစားရတယ်ပေါ့နော်ဒီနောက်တူအိမ်လေးရှိပါရှိနောက်တူအိမ်ရတဲ့အဲ့လိုမျိုးပဲအခန်းအိတ်တဲ့နေရာလေးနဲ့ဟင်းချက်တဲ့နေရာလေးနဲ့ဒီမှာရတယ်ပေါ့ဒီမှာကျတော့နားလေးမှာကျတော့အဝေးလေးနဲ့ထားပြီးဒီနေ့စီးတင်းကြီးတစ်စင်းနဲ့ရှိပါရှင်ဒီကခန်းနေကြားကြတော့သူတို့ရဲ့သုံးကုန်ပစ္စည်းတွေပေါ့နော်ပြီးတော့လို့ရှိရင်ဒီမှာကျတော့အကောင်လေးတွေမွေးမြူလေးတွေရှိပါရှင်ကျလို့ရှိရင်ဒါကျတော့ဆိုင်လေးပေါ့နော်အင်ဆိုင်လေးရိုးဆိုင်လေးအရှင်းနဲ့ပါပါနော်ဒီထဲလေးဝင်ရပါနော်ကိုယ်နဲ့တွန်းရအောင်ရပါရှင်ပြောကြလို့ရှိရင်ဒီမှာလည်းအခန်းတော့အခန်းလေးပဲပေါ့နော်ခုနကလေးပါပဲရှင်ဒီမှာကျတော့လည်းခုနကအခန်းလေးတစ်ခန်းနဲ့ပေါ့နော်ဒီလိုအခန်းလေးတွေပြောကြလို့ရှိရင်ဒီမှာကျရေကုန်ပုံစံကြီးလည်းလုပ်ထားပြီးတယ်ပြီးရင်တော့ဒီမှာအင်တာပေါ့နော်အင်တာပါရှင်ဒီနောက်မှာလည်းဝန်ထမ်းထားလေးရှိပါတယ်ရှင်အလုံးကိုကြည့်ကြည့်မှတော့အဆုံးထိကြည့်ကြည့်လို့ဒီမျိုး subscribe ကို ID လေးပြပြတဲ့အတွက်ကြောင့်မလို့လီလီရဲ့အကောင့်လေးကို subscribe လေးလည်းလုပ်ပေးထားပါအောင်နော် Hello ချစ်မိုင် bye